မင်္ဂလာပါခင်ဗျာပသိမ်မြို့စိတ်ကမ်းများတွင်ကုန်ထမ်းကအထမ်းကဈေးနှုန်းများအစမတန်တောင်းခံနေမှုကြောင့်ခီးသောပြည်သူများအခက်ကြုံနေရအေရီတိုင်းပသိမ်ခရိုင်ပသိမ်မြို့နယ်ရှိအဓိကရေလန်းကြီးစိတ်ကမ်းများဖြစ်သောတိုင်းမှုစိတ်နှင့်အသေးကြီးစိတ်အမတ်တစ်စိတ်တို့တွင်တင်မောရေရင်များပြန်သွားလာကြသည့်ခီးသောပြည်သူများထံမှကုန်စည်နှင့်တုပ်ပိုးတည်ယူကအထမ်းကများကိုအလုသမားချို့ကအစမတန်တောင်းခံနေမှုများရှိနေကြောင်းဒေသပြည်သူများထံမှသိရပါတယ်။ရေရင်များဘောတို့ကမ္ဘောထန်းတင်ထန်းချပြုလို့ရတွင်ပုံမှန်ပေါစည်းထက်များစွာကျော်လွန်ကအိတ်သေးတစ်ထုပ်လျင်ကျက်1000ခွဲမှ2000ထိ၎င်းအိတ်ကြီးတစ်ထုပ်လျင်ကျက်4000ခန့်ထိ၎င်းမတန်တဆတောင်းခံနေကြခြင်းဖြစ်ပါတယ်။ထို့အပြင်ခီးသွားများအနေဖြင့်မိမှုတို့၏အိမ်များကိုကိုယ်တိုင်တည်ယူခွင့်မပြုဘဲအတင်းကျပ်ထမ်းဖို့ကငွေကြေးတောင်းခံမှုများရှိနေကြောင်းကိုယ်တိုင်ကြုံတွေ့ရသူများကဆိုပါတယ်။စိတ်ကမ်းရောက်တာနဲ့ကိုယ်တိုင်တည်မဲ့ဆိုလည်းမရဘူး။သူတို့ကအတင်းလူတဲပြီးဈေးကိုကြီးတောင်းတာအိတ်သေးသေးလေးကိုတောင်း1000ခွဲ2000တောင်းတယ်။စကားပြောရင်လည်းမိုင်ရိုင်းကြမ်းကြမ်းတမ်းပြောဆိုတာမျိုးတွေရှိတယ်ဟုဒေသခံခီးသွားသူကပြောပါတယ်။အဆိုပါစိတ်ကမ်းများတွင်ကုန်ထမ်းကဈေးနှုန်းများကြီးမြင့်ပါကတိုင်ကြားနိုင်ရန်အလုသမားရုံများဖွင့်လှစ်ထားရှိတော့လဲလက်တွေတွင်တိုင်ကြားရန်ခီးသောပြည်သူများစိုးရိမ်ရခြင်းနှင့်တိုင်ကြားတော့လဲထိရောက်သည့်အရေးယူဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့်ယနေ့ထက်တိုင်ခေါင်းပုံဖြတ်ငွေတောင်းခံမှုများဆက်လက်ဖြစ်ပွားနေတဲ့ဖြစ်သည်ဟုခီးသောများထံမှသိရပါသည်ပသိမ်မြို့သည်အေရီတိုင်းမြို့တော်ဖြစ်ပြီးအသေးကြီးစိတ်နှင့်တိုင်းမှုစိတ်ကိုသည်အောက်ခြေကမ်းရိုးတန်းဒေသများအပူတော်ဟိုင်းကြီးကျွန်းစရှိဒေသများသို့တွာလာရတွင်အဓိကအားထားသည့်ရေလန်းစိတ်ကမ်းများဖြစ်ပါတယ်။ယခုကဲ့သို့ကုန်ထမ်းကများကြီးမြင့်ခြင်းသည်ဒေသတွင်ကုန်စည်စီးဆင်းမှုစရိတ်ကိုမြင့်တက်စေပြီးအခြေခံလူဒန်းသားပြည်သူများ၏စားဝတ်နေရေးကိုပုံမကျက်တဲစေပါတယ်။နေဝင်းမှလာရောက်ကြသည့်ခီးသွားဧည့်သည်များအပေါ်ရင်ကျေးမှုမရှိဘဲရိုင်းဆိုင်စွာပြောဆိုဆက်ဆံခြင်းနှင့်ငွေညစ်တဲ့ကဲ့သို့တောင်းခံခြင်းများသည့်ဒေသ၏ပုံရိပ်ကိုများစွာထိခိုက်စေနိုင်ပါတယ်။ထို့ကြောင့်စိတ်ကမ်းတာဝန်များနှင့်အလုသမားဦးစီးဌာနအာဏာပိုင်များအနေဖြင့်စိတ်ကမ်းအလုသမားများ၏ကုန်ထမ်းကနှုံးနှများကိုအများပြည်သူမြင်သာသည့်နေရာများတွင်စိုက်ပုံများဖြင့်တရားဝင်သတ်မှတ်ကြေညာပေးရန်စနစ်တကျကြက်မှတ်အရေးယူပေးရန်ခီးသွားပြည်သူများနှင့်ဒေသခံများကလိုလားနေရကြောင်းသိရပါတယ်ခင်ဗျာ။အေရီတိုင်းတွင်မှာဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းထူးတစ်ပွဲပတ်သိမ်းမှာချိန်နဲ့တပြင်းကြီးဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျာ။